စစ်ပွဲတွေကိုဘောလုံးကန်ရက်တန့်စေခဲ့သူဒါမှမဟုတ်ချယ်ဆီတင်းရဲ့တမိုင်းတစ်လျှောက်ချန်ပီယံလိဖလားကိုစပိုးပေးခဲ့သူဖြစ်ပြီးတော့ချယ်ဆီနဲ့အမ်ရီကိုရဲ့ကန်ဝင်တိုက်စစ်မှုတည်ကြရ draw ပါသူကကိုမြရေးသွင်းမထားဘူးဖန်တီးမှုနဲ့တိတ်မရှိပါဘူးချယ်ဆီတင်းလို့ခန်းစစ်ကစားတဲ့အတင်းမှာသွင်းကုန်နဲ့ဖန်တီးမှုနဲ့ထူးဆန်းပါဒါပေမဲ့သူကအသင်းကိုရဖို့အလိုအဆုံးချိန်မှာတော့အမြဲကိုသွင်းပေးတတ်ပါတယ်သူ့ကိုစစ်ပွဲတွေရက်တန့်စေသူလို့လည်းခေါ်ကြပြီးတော့ချယ်ဆီတင်းရဲ့ကန်ဝင်တိုက်စစ်မှုဆိုရင်လည်းမှန်ပါတယ်ဒါဆိုစစ်ပွဲတွေရက်တန့်စေတဲ့အကြောင်းရင်းပြောလိုက်ရအောင်ပြီးမှချန်ပီယံလိကြောင်းပြောတာပေါ့ချိန်ကာလအပြင်ကတော့2005ခုနှစ်အောက်တိုဘာလမှာဖြစ်ပါတယ်အိုင်ဗရီကိုနိုင်ငံဟာတောင်းလက်မြောက်ကွဲနေပြီးပြည်တွင်းစစ်အပြင်းထန်ဖြစ်နေတဲ့အချိန်မှာအဲ့ချိန်မှာအိုင်ဗရီကိုတင်းကဆူဒန်တင်းကိုနိုင်ရပြီးတော့သူတို့နိုင်ငံသမိုင်းမှာပထမဆုံးကြိမ်ဖြစ်2006ကမ္ဘာဖလားတက်ရောက်ခွင့်ရခဲ့ပါတယ်ဒီနိုင်ငံလုံးပျော်ရွှင်နေကြပြီမဲ့စစ်ပွဲရဖြစ်နေတော့မှာပဲအဲ့ပွဲပြီးအဝေးလဲကန်းထဲမှာရုပ်တံကင်မရာတွေရှစ် draw ပါဥဆောင်ပြီးတော့သူ့တင်းပေါ်နဲ့သူကမိုက်ခရိုဖုန်းကန်ပြီးတော့ဓာတ်ရိုက်ထုတ်လွှင့်မှုကနေတစင်သူ့နိုင်ငံသားတွေအခုလိုပြောခဲ့ပါတယ်Faites les élections, organisez les élections et tout ira du mieux. On veut s'amuser. Arrêtez vos fusillades. အဲ့ဗီဒီယိုမှာလက်နက်ချပုံနဲ့ယူကောက်ပွဲကျင်းပဖို့ပြောခဲ့ပြီးတော့ဒူထရိုလိုက်ကစစ်ပွဲရပ်ဖို့တောင်းဆိုလိုက်ပါတယ်။အဲ့ဗီဒီယိုဖိုင်ကတနိုင်ငံလုံးပြင်သွားပြီးတဲ့နောက်မှာတိတိတတ်တာပြောင်းလဲမှုတွေဖြစ်လာခဲ့ပါတယ်။စစ်တပ်နေတဲ့အဖွဲ့အစည်းတွေကြားမှာလည်းအပြစ်ခတ်ရက်စဲခဲ့ကြပါတယ်။အဲ့ဒီနောက်2009ခုနှစ်မှာဒရောဘာဟာအသင်းရဲ့ပွဲကိုမြောက်ပိုင်းမြို့ဘွာကီးမှာသွားကစားဖို့တောင်းဆိုခဲ့ပြီးတော့အဲ့ဒီပွဲမှာအစိုးရတပ်နဲ့မြောက်ပိုင်းတပ်တွေလက်နက်ချပြီးဘောလုံးပွဲအတူတူအားပေးခဲ့ကြပါတယ်။ဒီနောက်2010မှာရွေးကောက်ပွဲဖြစ်မြောက်သွားခဲ့ပြီးတော့နိုင်ငံလည်းရင်လိုပြန်တည်ငြိမ်လာခဲ့ပါတယ်။ဒရောဘာဟာဘောလုံးသမားတယောက်ဖြစ်ုံနဲ့မကပဲသူ့နိုင်ငံအတွက်ငြင်းငြင်းတန်တမန်တူဖြစ်ခဲ့တာပါ။ဒီဖြစ်ရကြောင့်ပဲသူက2010ခုနှစ်မှာ Time Magazine ရဲ့ကမ္ဘာဩဇာရှိဆုံးလူ100ဆင်းမှာပါဝင်ခဲ့ပါတယ်။ကဲဒါဆိုချန်ပီယံလိအကြောင်းပြောကြတာပေါ့။ရင်ဆုံးအနေနဲ့မော်စကိုညာချက်လို့ခေါ်တဲ့2009-2010မန်နဲ့ချန်ပီယံလိဖိုင်နယ်ပွဲစဉ်မှာချယ်ဆီတင်းဟာသူတို့ရဲ့ပထမဆုံးချန်ပီယံလိဖလားရဖို့နှိစက်ဆုံးဖြစ်ခဲ့တာပါ။အပွဲမှာဒရောဘာဟာမန်ယူနောက်ခံလူဖီတစ်ကိုပြစ်ဒဏ်ကျူးလွန်ခဲ့လို့အနီးကနဲ့ထွက်လိုက်ရပါတယ်။ဒါကြောင့်သူကပင်နယ်တီကန်ခွင့်တော့မရလိုက်ပါဘူး။ပွဲချိန်တွင်တစ်ဖက်တစ်ကူးစီတီချခဲ့လို့ပင်နယ်တီကန်တဲ့အခါ9ချိန်မြောက်ကန်သွင်းမဲ့ပင်နယ်တီ9သာကိုခဲ့ချယ်ဆီတင်းရဲ့ချန်ပီယံလိချန်ပီယံဖြစ်လာနိုင်ပြီမဲ့ချယ်ဆီတင်းကောင်းဆောင်တင်တယ်ရီကချော်လဲပြီးလွဲချော်ခဲ့တာကြောင့်နောက်ဆုံးမှာချယ်ဆီတို့ဒုတိယတာရရှိခဲ့ပြီးတော့မန်ယူကချန်ပီယံဖြစ်သွားတယ်။ဒီလိုနဲ့2008-2009ရာသီမှာလည်းဘာစီလိုနာနဲ့ပွဲမှာညင်ပဝဲရဖြစ်ရတဲ့ရှုံးနေခဲ့ရပါတယ်။ဒါကြောင့်ဘောလုံးပွဲမတရားနိုင်ခဲ့ဘဲနဲ့စီမီမာသာနေခဲ့ရပါတယ်။2017-2010ဘောလုံးရာသီဆိုတာဘာစီလိုနာကမ္ဘာအကောင်ဆုံးအသင်းဖြစ်လူတွေဝိုင်းတက်မဲ့ကြခဲ့တဲ့နှစ်ပါ။ဘာစီလိုနာနဲ့စီမီဖိုင်နယ်မှာထပ်တူပြေးကြပြီးတော့ဒီတစ်ခါတော့ချယ်ဆီတင်းကဘာစီလိုနာကိုနောက်ကောက်ချခဲ့ပြီးတော့ဘောလုံးပွဲကိုတက်ရောက်နိုင်ခဲ့ပါတယ်။မက်ဆီရဲ့ပင်နယ်တီလွဲချော်မှုတွေဖာနန်ဒိုတိုရက်စ်ရဲ့နောက်ကျပုံတွေနဲ့အတူချယ်ဆီတင်းကဒီခါတော့ချန်ပီယံလိချန်ပီယံဖြစ်ဖို့အတော်လေးကိုတာဆွေးနွေးခဲ့ပါပြီ။ချန်ပီယံလိဘောလုံးပွဲကိုကျင်းပမဲ့ကွင်းရဲ့အလီရဲ့အရီနာပါဒါဘိုင်မြူနစ်ကွင်းဖြစ်ပြီးတော့ကန်ရမဲ့ပြိုင်ပွဲတင်းရလဲဘိုင်မြူနစ်ပါဆိုလိုတာချန်ပီယံလိဘောလုံးပွဲမှာပြိုင်ပွဲရဲ့ကွင်းမှာကန်ရမဲ့သဘောပါတကယ်ကန်တဲ့ခါမှာလဲချယ်ဆီတို့အနေနဲ့ခန်းစစ်ဆွဲအောင်လုပ်ပြီးဘာမှမတတ်နိုင်ပါဘူးဒါပေမဲ့ချယ်ဆီတို့အတက်နိုင်ဆုံးထိန်းကစားနိုင်ခဲ့ပါတယ်ဒီလိုထိန်းကစားနေခဲ့ပြီးနဲ့ပွဲကစားချိန်82မိနစ်ရောက်မှာတော့မူလာရဲ့ကောင်းတိုက်ကိုနဲ့ဘိုင်ရိုရဲ့ဥဆောင်ကိုရသွားခဲ့ပါတယ်ကိုအသင်းကဖက်ဖက်ကရင်းနေချင်းအကောင်းဆုံးခံဆော့နေပွဲပြီးဖို့10မိနစ်လောက်လုံးမှာဥဆောင်ကိုခွင့်ပြုခံလိုက်ရတာပါဒါပေမဲ့ဒီဇန်ကဒီမှာပြီးမသွားပါဘူး88မိနစ်ရောက်မှမာတာရတောင်းကန်ဘောကနေတစင်ဒရောဘာဟာကောင်းတိုက်ကိုသွင်းပြီးတော့ခြေပါကူရရှိခဲ့ပါတယ်အဲကူကတာမန်ကောင်းတိုက်ကိုနဲ့လုံးဝမတူပါဘူးပုံမှန်ကောင်းတိုက်ကိုဆိုတာဘောလုံးလောက်ဆောင်ပြီးခုံလိုက်တဲ့သဘောဖြစ်ပြီးတော့ဒီကူကတော့ဘောလုံးစီပြီးပြီးကောင်းတက်လိုက်တာပါကိုကတောင်းတဲ့ကိုတန်းနေဝင်တော့ဘယ်ကွေးမှလည်းဖမ်းနိုင်မှာမဟုတ်ပါဘူးနောက်ပြီးအဲပွဲမှာဘိုင်ယန်တို့တောင်းကန်ဘောခါ20လောက်ရခဲ့ပြီးတော့ချက်စီကတောင်းကန်ဘောတစ်ခါပဲရခဲ့တာပါလာခဲ့တဲ့အဲဒီချိန်ထဲမှာပဲကိုဖြစ်ပြောင်းလဲပေးလိုက်တာပါဒီလိုနဲ့ပွဲချိန်ပြီးဖို့အချိန်ပိုကံဖို့ဖြစ်လာပါတော့တယ်အချိန်ပုံမှာ Dropper ဟာ Rivalry ကိုပြစ်ဒဏ်ပေါ်ကျူးလွန်နေတာကြောင့် penalty ပေးခဲ့ရပြီးတော့ Hero ကနေ0ဖြစ်တော့မလို့ပါပဲဒါပေမဲ့ Robin ရဲ့ penalty ကိုပြီးတော့ချက်ကပုတ်ထုတ်နိုင်ခဲ့တာကြောင့်ကံကောင်းစွာပဲ Chelsea တို့မရှုံးနိုင်ခဲ့ပဲနဲ့အချိန်ပုံမိနစ်30ကိုလူလဲခံဆော့ပြီးတော့ penalty 1ရောက်လာခဲ့ပါတယ် penalty မှာတော့2008ကဖြစ်နေအလားတူလိုပါပဲBayern Munichက9ဂိုးမှ2ဂိုးလွှဲချော်ထားပြီး Chelsea ရဲ့4ဂိုးမှ2ဂိုးပဲလွှဲချော်ထားတာပါဒါကြောင့်နောက်ဆုံး penalty တာဝင် Chelsea တို့ချန်ပီယံဖြစ်ပါပြီဒီတစ်ခါမှာတော့နောက်ဆုံး penalty ကို Dropper ပိုက်ထဲကိုရောက်ထည့်ပေးလိုက်ပြီးတော့ Chelsea သမိုင်းရဲ့ပထမဆုံးချန်ပီယံကလာကိုယူပေးခဲ့ပါတယ်အဲပွဲမှာ Dropper ချယ်ဆီကိုသမိုင်းပီတာချက်ကိုမင်းသာကာကွယ်ပေးတာ9ရောက်ကိုသွင်းမယ်လို့ပြောခဲ့ပြီးတော့တကယ်လည်းပီတာချက်ကကာကွယ်ပေးခဲ့သလို Dropper ကလည်းချန်ပီယံဖြစ်အောင်ကိုသွင်းပေးခဲ့တာပါ Dropper ကချယ်ဆီအတွက်စံချိန်တင်ဂိုးတွေအများကြီးမသွင်းပေးခဲ့ပေမဲ့ဘန်နဲ့ပွဲလို့တကယ်အရေးကြီးတဲ့အချိန်မှာတော့ဖြေကိုရှာပေးခဲ့တာပါသူကတကယ်ပဲလူတွေပြောလို့ Big Game ပြည့်စစ်စစ်ဆိုတာတော့အသေးချာပါပဲကဲဒီဗီဒီယိုကတော့ဒီလောက်ပါပဲဆုံးထိနားအောင်ပေးလို့လည်းကျေးဇူးတင်ပါတယ်